သူ့အကိုဖြစ်သူဟာ10 နှစ်ကြာဘယ်ခြေထောက်တစ်ဖက်ကခြေဆွဲနေခဲ့ပြီးအခုတော့ညာခြေထောက်နဲ့ခြေဆွဲနေတာကိုရုတ်တရက်သူသတိထားမိလိုက်ပါတယ်သူကတွေးဝေးရှုပ်ထွေးသွားပြီးသူ့အကိုကိုခြေထောက်ဘာဖြစ်နေတာလဲလို့မေးလိုက်ပါတယ်ခဏလောက်ငြိမ်သက်သွားပြီးတဲ့နောက်သူ့အကိုကညီဖြစ်သူကိုအမြင်မားတာလို့စိုးရိမ်တကြီးရှင်းပြပြီးဘယ်ခြေထောက်ကိုပြန်ပြောင်းလိုက်ပါတယ်ညီဖြစ်သူကနားမလည်ပေမဲ့ဆက်မမေးတော့ဘဲတိတ်တဆိတ်နေလိုက်ပါတော့တယ်ညရောက်တော့ညီဖြစ်သူဟာကျောင်းစာလေးလာရင်းစပွဲပေါ်မှာအိပ်ပျော်သွားပြီးနောက်သူ့အကိုကအခန်းထဲဝင်လာပြီးခဲတံတစ်ချောင်းကိုတိတ်တဆိတ်ကောက်ယူလိုက်ကသူ့မျက်လုံးကိုတက်တက်ချိန်ထားလိုက်ပါတယ်သူ့ပေါ်ဒီလိုလှုပ်လိုက်မယ်လို့လုံးဝထင်မထားပါဘူးသူ့ရဲ့အမူအရာကနေကင်းဘက်တွေ့ခဲ့တဲ့နူးညံ့တဲ့အမူအရာနဲ့လုံးဝကွာခြားနေပါတယ်ခဲတံပြုတ်ကျသွားအောင်လှုပ်လိုက်တဲ့သူ့အကိုကသူ့အိပ်ပျော်နေတာကိုစစ်စစ်ကြည့်ပြီးအခန်းအပြင်ကိုထွက်သွားပါတယ်ဒါပေမဲ့ညီဖြစ်သူကခဏအကြာမှာမျက်လုံးဖွင့်လိုက်ပြီးအနှဲငယ်ကြောက်ရွံ့တုန်လှုပ်နေပါတယ်သူ့အကိုဟာအရန်ထူးဆန်းတဲ့အပြုအမူတွေလုပ်နေတာကကြောက်စရာကောင်းလွန်းလာပါတယ်သူကမြ мян ဆဆန်းနဲ့တိတ်တဆိတ်အကိုဖြစ်သူရဲ့နောက်ကိုလိုက်သွားပေမဲ့တခုခုကိုမြင်လိုက်ရတော့အရန်အံ့ဩသွားပါတယ်အိမ်နဲ့မဝေးတဲ့နေရာမှာသူ့အကိုကခြေစွန့်တာမဟုတ်တော့ပဲအကောင်းဘက်ကတိအတိုင်းအရင်ကနဲ့လုံးဝကွာခြားသွားပါတယ်ပြီးတော့သူဟာမှောင်မိုက်နေတဲ့လမ်းကြားတစ်ခုထဲသို့ရှောက်သွားပြီးဂိုင်းစကားများလို့ယူဆရတဲ့လူတွေနဲ့တိုးတိုးလေးစကားပြောခဲ့ကြပါတယ်သူကအနီးကပ်ကြည့်လိုက်ရာသူတို့ဟာတစ်ချိန်ကသူ့အကိုပျောက်ဆုံးမှုကိုစုံစမ်းစစ်ဆေးရန်ရောက်ရှိလာတဲ့ရဲရရှိများဖြစ်ကြောင်းသဘောပေါက်သွားပါတယ်မကြသေးမီကသူ့အကိုဟာလူတစုရဲ့ပြန်ပေးဆွဲမှုကိုခံခဲ့ရပါတယ်။ညီဖြစ်သူကပြန်ပေးဆွဲတာကိုမြင်တွေ့ပြီးလိုက်လံတားဆီးခဲ့ပေမဲ့လည်းသူတို့ဟာကားကိုမောင်းကာထွက်ပြေးသွားကြပါတယ်။သူကလိုင်စင်နံပါတ်အစိပ်ပိုင်းတစ်ခုကိုသာမှတ်သားထားလိုက်ပြီးနောက်တစ်နေ့တွင်ရဲများစုံစမ်းစစ်ဆေးရန်ရောက်ရှိလာတဲ့အခါလိုင်စင်နံပါတ်ကိုချက်ချင်းပြောပြခဲ့ပါတယ်။ဒါပေမဲ့ရဲများကထိုနံပါတ်ပြားမှာမရှိကြောင်းနဲ့မိုးတွေရွာသောကြောင့်အမြင်မှားကမှားယွင်းဖက်မိတာဖြစ်နိုင်ကြောင်းပြောပါတယ်။ထို့ကြောင့်နောက်ရက်များတွင်သူ့ရဲ့မိသားစုနဲ့ရဲရရှိတွေဟာအကိုဖြစ်သူရဲ့တရင်ကိုကြာမြင့်စွာစောင့်ဆိုင်းခဲ့ကြရပါတယ်။များသောအားဖြင့်ပြန်ပေးဆွဲမှုတွေကငွေများပြားတောင်းခံကြပေမဲ့နှစ်ပတ်ကြာမှလည်းပြန်ပေးဆွဲသူများထံမှမြည်သည့်တရင်များမကြားရပါဘူး။ရဲရရှိတွေကတဖြည်းဖြည်းစိတ်မရှိဖြစ်လာပြီးပေါ်ပေါ်တန်တန်ပြုမှုလာကြပါတယ်။လူတိုင်းမျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာအကိုဖြစ်သူက19ရက်မြောက်နေ့တွင်အိမ်ပြန်လာခဲ့ပါတယ်။ရဲများကအကြောင်းစုံကိုစစ်ဆေးမေးမြန်းလိုက်တဲ့အခါထို19ရက်တာကာလကိုသူကလုံးဝမမှတ်မိတော့ပါဘူး။ဒါဟာမှတ်ဉဏ်ချို့ယွင်းမှုဖြစ်ပြီးအုံနောက်ကမခံမရက်နိုင်အောင်ပြင်းထန်တဲ့စိတ်တန်ရာတွေကိုကင်တွယ်ဖြည့်ရှင်းဖို့နဲ့မှတ်ဉဏ်တွေကိုပြန်လည်ရယူဖို့တခုလေသောနီလန်းကအချိန်တစ်ခုကိုစောင့်ဆိုင်းပြီးကူးတားရမယ်လို့ကျွမ်းကျင်သူတွေကရှင်းပြခဲ့ပါတယ်။ဒါပေမဲ့သူ့အကိုပြန်လာကြတဲ့ကအပြုအမူဟာပိုပြီးထူးဆန်းလာခဲ့ပါတယ်။ညီဖြစ်သူကဒီလူဟာသူ့အကိုအစ်စ်မဟုတ်ပဲသူ့နေရာကိုအစားထိုးခဲ့တဲ့သူတယောက်လို့တောင်တန်တရားဝင်ခဲ့ပါတယ်။အကြောင်းရင်းကိုရှာဖွေဖို့အတွက်ညီဖြစ်သူကသူ့နောက်ကိုဆက်လိုက်ခဲ့ပါတယ်။ဒါပေမဲ့လမ်းထောက်တနေရာကို꿰ပြီးတဲ့နောက်သူ့အကိုကိုမတွေ့တော့ပါဘူး။သူ့ကိုတွေ့သွားပြီဆိုတာသဘောပေါက်ပြီးညီဖြစ်သူကချက်ချင်းထွက်သွားဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ရဲရရှိအောင်ဆောင်ထားတဲ့လူနှစ်ယောက်ရုတ်တရက်ပေါ်လာပြီးသူ့လမ်းကိုပိတ်ဆို့ထားလိုက်ပါတယ်။သူကတုံးကထွက်ပြေးသွားပြီးနောက်ဆုံးမှာသူတို့ကိုရှောင်ဖို့လမ်းကြားထဲမှာပုံးကွယ်ကနေခဲ့ပါတယ်။ပုံးကွယ်ရာမှာထွက်လာချိန်မှာပဲနောက်ကနေလူတစ်ယောက်ကချောင်းကသူ့ရဲ့ပါးစပ်ကိုပေါ်ဝါတစ်ထည့်ဖြစ်ပိတ်လိုက်တဲ့အချိန်မှာပဲသူပြန်နိုးလာခဲ့ပါတယ်။အိတ်ခမ်းထဲကသူ့စပွဲမှာပြန်ရောက်နေတာကိုတွေ့လိုက်ရပါတယ်။သူဘလို့ရောက်လာလဲဆိုတာတွေးနေတော့မှပဲအကိုဖြစ်သူကိုလှည့်ကြည့်လိုက်တော့ဘာမှမဖြစ်သလိုအကိုကအိတ်ရာထဲမှာလှဲနေတာကိုတွေ့လိုက်ရပါတယ်။